ငင်းချင်းကိုလူတိုင်းတတိပြုမိလာစေဖို့မိုင်ပေါင်း2300ကိုကြွားချီခဲ့တဲ့ဘာဖော်ပြီးဆရာတော်ရှိပညာကာရကကမ္ဘာတဝန်းကလူအများရဲ့လေးစားကြည်ညိုမှုကိုရရှိခဲ့ပါတယ်။ဆရာတော်နဲ့တူအခြားဆရာတော်ရဲ့ရှက်ပေါင်း112ရဲ့ခီးစဉ်ကလည်းကမ္ဘာကျော်သွားခဲ့ပါတယ်။ဆရာတော်ကငင်းချင်းဆရာတော်ဖြစ်လူသိအများခင်မှာမြန်မာနိုင်ငံမှာတရားအထုတ်ဖို့ခဲ့ပြီးငလင်တုံးကလည်းဒေါ်လာ3သိန်းကျော်လာရောက်လူရန်ဖို့ခဲ့ပါတယ်။ငင်းချင်းခီးစဉ်လန်းလျှောက်ပြီးတဲ့နောက်မှာဆရာတော်ကမြန်မာနိုင်ငံကိုကြွလာမယ်ဆိုတာကြောင့်မြန်မာပြည်သူပြည်သားတွေမျှော်လင့်ဆောင်စားနေခဲ့ကြပါတယ်။ဆရာတော်နဲ့တူခွေးလေးအာလောကပါဝင်မယ်ဆိုတာကြောင့်အာလောကကိုတွေ့ကျင်သူတွေလည်းရှိကြပါတယ်။ဘာလို့ပြီးဆရာတော်ရှင်ပညာကာလဟာကမ္ဘာတော်မှာငင်းချင်းရေးတွေလမ်းလျှောက်ရင်တရားဓမ္မတွေဟောပြောပြသခဲ့တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တွေလည်းဆရာတော်ကိုအလွန်ဖုံးမြော်ခြင်းနေကြတာပါ။မူလကထွက်ပေါ်လာတဲ့သတင်းတွေအရဆရာတော်ဟာလာမယ့်ဇွန်လဆိုင်ပန်းလောက်မှာထိုင်းနိုင်ငံကိုအရင်ကြောက်ရောက်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကဘီရင်နန်းတော်ကနေဝါဖော်ပြီးဖွဲ့တဲ့ကထိုင်းဆရာတော်ရှစ်ပါးနဲ့တူဆရာတော်ရှင်ပညာကာရဆရာတော်ကြီးရတနာခုနာတို့ကိုဖိတ်ကြားခဲ့ပါတယ်။ဖိတ်ကြားထားတာဖြစ်တဲ့အတွက်အဲ့ဖိတ်ကြားချက်ကိုလက်ခံတဲ့အနေနဲ့ထိုင်းနိုင်ငံကိုအရင်ဆုံးကြောက်ရောက်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကခီးစဉ်ပြီးဆုံးသွားတဲ့အခါမှာတော့ဆရာတော်ဟာမြန်မာနိုင်ငံကိုဆက်လက်ကြောက်ရောက်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းကြောင့်မြန်မာပြည်ဆရာတော်ကိုကြီးညိုတဲ့ပရိသတ်တွေဟာဝမ်းသာတီတီဖြစ်ခဲ့ကြပါတယ်။ဆရာတော်ဦးဆောင်နေတဲ့ဓမ္မစနီယာ project ကြီးတွင်လူငွေထည့်ဝင်ခြင်းကြတဲ့သူတွေနဲ့ဆရာတော်ကိုကိုယ်တိုင်ကိုယ်ကြဖူးမြော်ခွင့်လူတန်းခွင့်ရတော့မယ်ဆိုပြီးဝမ်းသာခဲ့ကြပါတယ်။ဆရာတော်ကိုအမေရိကန်ပြည်သွားရောက်မဖူးမြော်နိုင်သူတွေအတွက်တော့ဒီခွင့်ရေးကြီးမားတဲ့ခွင့်ရေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ခီးစဉ်ဟာပြောင်းလဲသွားပြီးဆရာတော်ရှိပညာကာရဟာလာမယ့်ဇွန်လအတွင်းမှာမြန်မာပြည်ကိုကြားပြစ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။မြန်မာပြည်ကိုလုံးဝမကြားတော့တာမဟုတ်ပဲကြားလာမယ့်အချိန်ကိုအနေငယ်နောက်ဆုံးရှေ့ဆန်လိုက်တာပါ။ဇွန်လအတွင်းမှာထိုင်းနိုင်ငံကိုကြောက်ရောက်ပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံကိုဆက်ကြမေးစာအိန္ဒိယနိုင်ငံကိုဆက်လက်ထွက်ခွာသွားမယ်လို့ထုတ်ပြန်ကြပါတယ်။ဒီတင်းကြောင့်မြန်မာပြည်ကတက္ကသိုလ်မတွေကဆရာတော်ကိုမပူရတော့ဘူးလားဆိုပြီးစိတ်မကောင်းဖြစ်သွားကြပါတယ်။ဆရာတော်ကဇွန်လအတွင်းမှာမြန်မာနိုင်ငံကိုမကြွားဖြစ်ပေမဲ့လည်းဒီနေ့မကုန်ခင်အတွင်းမှာမြန်မာပြည်ကိုတိတ်ကြပါကြွလာအောင်မယ်လို့မိန့်ထားပါတယ်။ဘာဖော်ပြီးဆရာတော်ရှင်ပညာကာရဟာလူမျိုးရေးဘာသာရေးခွဲခြားမှုကင်းစင်ပြီးလူသားအလုံးပေါ်မှာမေတ္တာတရားညီတူညီမျှထားရှိတဲ့ဆရာတော်ဖြစ်ပါတယ်။ဆရာတော်ဟာမြန်မာလူမျိုးတွေကိုခင်မင်ရှင်ဤသလိုမြန်မာနိုင်ငံကဆရာတော်တန်ခါတော်ကြီးတွေကိုလည်းအလွန်လေးစားကြည်ညိုတဲ့ဆရာတော်ဖြစ်ပါတယ်။ဘာဖော်ပြီးဆရာတော်ရှင်ပညာကာရရဲ့မြန်မာပြည်ခီးစဉ်ဟာဇွန်လမှာကြောင်းမျိုးကြောင့်အခြေရှိဆိုင်သွားခဲ့ရပေမယ့်2026ခုနှစ်မှာတော့တေချာပေါကြွလာအောင်ပါပါ။ဆရာတော်ကမြန်မာပြည်မှာတရားအထုတ်ဖို့တွင်နှင်းနှင်းငယ်ကြအောင်နေဘူးတာကြောင့်မြန်မာနိုင်ငံကိုလည်းတန်ရုံးစင်ရှိပါတယ်။ဆရာတော်ရဲ့ခီးစဉ်တိုင်းကိုလည်းမြန်မာနိုင်ငံကတက္ကသိုလ်မတွေကအဝေးကနေဖူးမြော်ကြီးညိုခဲ့တာကိုဆရာတော်ကသိခဲ့ပါတယ်။ဒါကြောင့်လည်းဆရာတော်ဟာချိန်ခဏကြာအောင်နေခဲ့ဘူးတဲ့မြန်မာနိုင်ငံကိုကိုယ်နိုင်ငံလိုသဘောထားတယ်လို့တောင်မှမိန့်သွားခဲ့တာပါ။ဆရာတော်ရဲ့ငြိမ်းချမ်းရေးခီးစဉ်ကနေဘလို့ငြိမ်းချမ်းမှုတွေရသွားခဲ့လေဆိုတာကိုယ့်ဘက်မှာပြောခဲ့ပြပါအောင်ရှင်။